TikTok ရဲ့ share တချို့ကိုအမေရိကန်လုပ်ငန်းရှင်တွေကိုလက်လွှဲရောင်းချဖို့ဘီကင်ကုမ္ပဏီ ByteDance ကသဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။တရုတ်နည်းပညာလုပ်ငန်းစုတစ်ခုဖြစ်တဲ့ ByteDance ဟာကမ္ဘာကျော်လူမှုကွန်ရက်မီဒီယာ TikTok ရဲ့ share အများစုကိုအမေရိကန်မှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့နိုင်ငံတကာယင်းနှိမ့်မြှုပ်နှံသူတွေစီလက်လွှဲရောင်းချသွားမှာဖြစ်ပါတယ်။ဒီတော့ TikTok ရဲ့အမေရိကန်လုပ်ငန်းခွဲ share ထက်ဝက်လောက်ကို Oracle ဆေးပါးလိပ်တို့အပြင်အာရယင်းနှိမ့်မြှုပ်နှံမှုလုပ်ငန်းကြီး MGX လိုကုမ္ပဏီတွေကပိုင်ဆိုင်လာတော့မှလည်းဖြစ်ပါတယ်။တရုတ်နည်းပညာလုပ်ငန်းစုတစ်ခုကပိုင်ဆိုင်တဲ့ TikTok ဟာအမေရိကန်မှာလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေဖြစ်စေနိုင်တယ်လို့ဆွဆွဲပြီးအမေရိကန်သမ္မတဂျိုးဘိုင်ဒန်လက်ထက်ကလေးက TikTok ရဲ့အမေရိကန်လုပ်ငန်းခွဲကိုအမေရိကန်ကုမ္ပဏီတွေစီရောင်းချဖို့ဖိအားပေးနေခဲ့တာလည်းဖြစ်ပါတယ်။နှစ်တွေနဲ့ချီကြာမြင့်ခဲ့တဲ့နောက်ယခုအခါမှာတော့သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပြီးဇန်နဝါရီလ22ရက်နေ့မှာအဲ့ဒီသဘောတူညီမှုကိုအပြီးသက်လှုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနိုင်သဘောတူညီမှုအရ TikTok ဟာအမေရိကန်လုပ်ငန်းခွဲရဲ့ share 19.9% ကိုတော့ဆက်လက်ထိန်းသိမ်းခွင့်ရထားမှာပါ။ Oracle, ဆေးပါးလိပ်နဲ့ UAE နိုင်ငံအခြေစိုက် MGX တို့ကတော့ share 15% စီခွဲဝေဝယ်ယူခွင့်ရမှာဖြစ်ပါတယ်။နောက်ထပ် share 30.1% ကိုတော့လက်ရှိ ByteDance ရဲ့ share ရှင်တွေနဲ့ဆက်နွယ်တွေကထိန်းချုပ်ထားမယ်လို့ဆိုပါတယ်။မနှစ်က AP လတုန်းက ByteDance ဦးဆောင်တဲ့အမေရိကန်အစိုးရဟာ TikTok ရဲ့အမေရိကန်လုပ်ငန်းခွဲတွေကိုလက်လွှဲရောင်းမချဘူးဆိုရင်လုံခြုံရေးစိုးရိမ်မှုအတွက်ပြည်တွင်းသုံးစွဲခွင့်ပိတ်ဖို့ဥပဒေတရက်ကိုလက်မှတ်ရေးထိုးခဲ့ပါသေးတယ်။